အလွန်ချောမောလှပတဲ့မဒရစ်တိုင်းနဲ့လူဖြစ်တာကောစားအဲ့ဒီမှာသွားဖြစ်တယ်ဘုရင်သမီးသွားဖြစ်တယ်ဟောအရွယ်ရောက်တဲ့အခါကျတော့ဗိမိတာရမင်းကြီးကနောက်ကောက်ယူလို့မိဖုရားဖြစ်တယ်ရုပ်ရည်အနေနဲ့လည်းသူ့လောက်လှတာမရှိဘူးလို့တောင်သူထင်ရလောက်အောင်သူ့ရဲ့ရုပ်ရည်ဟာပြည့်စုံတယ်လောကီအနေနဲ့တော့ဒါအကုန်ကိုပြည့်စုံနေတယ်လို့ပြောလို့ရတယ်။အော်သူ့ရဲ့ကောင်းမှုကအလွန်အားကြီးပါလားဆိုတာကိုဘယ်နေရာမှာသွားတွေ့မိတုံးဆိုတော့ဒီရုပ်ရည်တွေလှတာမိဖုရားဖြစ်တာလောက်ကိုစိတ်ထဲကသိမ့်မအံ့ဩဘူးပေါ့နော်။အဲ့သူအကျွတ်တရားရဖို့အတိရူးဉာဏ်နုကိုရဖို့အတွက်လည်းပဲသူ့ရဲ့ဘုံကဘလောက်ကြီးတုံးဆိုတော့သူမြတ်စွာဘုရားဒီကိုသူကသွားကျင်တာမဟုတ်ဘူး။မြတ်စွာဘုရားရုပ်ရည်ရဲ့အပြစ်ကိုပြောတယ်ဆိုတာကိုသူကကြားဘူးထားတော့ငါမြန်လူကြားတဲ့မြန်ပြောထည့်လိုက်လို့ရှိရင်တော့မျက်စိမလားမျက်နှာမလားဖြစ်တော့မှာပဲဆိုသူမသွားတာဟုတ်လားဒါပေမဲ့သူ့ကိုအဲ့ဒီနေရာကိုမရောက်ရောက်အောင်ဘယ်သူကပို့တော့ဗိမိတာရမင်းကြီးကပို့တယ်ချော့ပို့လို့မရချောက်ပို့လို့မရနောက်ဆုံးကျတော့ဘယ်လိုပို့တော့နော်နိုင်ငံမှာရှိတဲ့နုပညာရှင်တွေကိုနော်ဝေလူဝန်ကျောင်းတော်ကြီးရဲ့တာယာဘုံပေါ်စရာကောင်းမှုတခြင်းရေးခိုင်းတယ်ခစ်စားတဲ့တခြင်းတစ်ပုတ်ဖြစ်အောင်တော့လုပ်တယ်လူတွေရဲ့နှုတ်ပြဘယင်ကြိုက်တဲ့တခြင်းဆိုကြတော့အဲ့မှာမိဖုရားကဒီလောက်တောင်သွားစရာကောင်းသလားဆိုဟောသွားရောဟိုရောက်တော့လည်းပဲသူ့ရဲ့ဘုံကဘလောက်ကြီးတော့မြတ်စွာဘုရားသူ့ကိုမလုပ်နေတော့အရန်သင်းစောင့်နေသူကမြတ်စွာဘုရားဒီသွားရင်တာမဟုတ်ကြောင်းပဲသွားကြည့်တာတကယ်တမ်းကဟုတ်လားနောက်မြတ်စွာဘုရားနဲ့တွေ့တဲ့အခါကျတော့မြတ်စွာဘုရားသူ့ထက်အစာပေါင်းများစွာကျွမ်းမိုးလှပတဲ့နေမိတာယုတ်မျိုးသမီးလေးဖန်ဆင်းထားတယ်သူကဖန်ဆင်းထားလို့သူကတော့မသိပါဘူးဟုတ်လားသူအံ့ဩသွားတယ်သူကဒီယုတ်ကိုစိတ်ဝင်စားတဲ့ပုံကိုလေဟုတ်လားအဲ့ဒါနဲ့မြတ်စွာဘုရားသူ့ကိုနော်ပြောရလို့ရှိရင်တကူပြပြီးတော့ကိုဘာလို့ရတော့ချစ်ချွတ်တာသူ့ကိုအတိရူးညံလူရဖို့အတွက်မြတ်စွာဘုရားအပင်ပန်းခံပြီးတော့ကိုဘောက်တောင်လှုပ်ပေးတာဘင်းကြီးကလည်းလှုပ်ပေးတာနောက်တော့ဒီနေမိတာယုတ်ကတပြေးပြေးနဲ့ကြည်ရင်းနဲ့အိုးပြီးတော့နောက်ဆုံးနာပြီးတော့မရှုမလားပျက်စီးသွားတယ်ဟာတော်တော်ကိုစိတ်ပြည့်စရာကောင်းတဲ့အနေအထားကိုမြင်ရတော့အဲ့ဒီမှာရုပ်ရဲ့တဘာဝကိုမြတ်စွာဘုရားစကားတစ်ခွန်းမှမပြောပါပဲနဲ့သူကဖြစ်သွားတော့သဘောပေါက်သွားတယ်အဲ့ဒီအချိန်မှာပဲမြတ်စွာဘုရားတရားဟောလိုက်တယ်အဲ့ဒါလွယ်လွယ်ကူကူပဲအတိတူးညံတို့ကိုရတယ်ဟုတ်လားနောက်တော့ဗိမိတာရမင်းကြီးတွေခွန်တောင်းပြီးတော့ယဟန်ပြုတော့ယဟန်မှဖြစ်တဲ့အခါကျတော့ယဟန်တာဖြစ်သွားတယ်တော့သူ့ရဲ့ဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်သူ့ရဲ့ဘုံကံသူ့ရဲ့ပြုခဲ့မှုတဲ့ပါရမီကောင်းမှုကိုမှန်းလို့မရဘူးလားရအေးဟုတ်လားနော်မိဖုရားဖြစ်တာတော့ရုပ်ရည်လှတာတော့ကိုဘုံဘုံကမအံ့ဩပါဘူးပြောခဲ့ပြီနော်သူတရားထူးရဖို့အသိဉာဏ်ရဖို့အတွက်ဘယင်ရလည်းလုပ်ပေးရတယ်နောက်ဆုံးမြတ်စွာဘုရားတောင်မှနော်ဤမျိုးစုံနဲ့အပင်ပန်းခံပြီးတော့သူ့ကိုနော်ဘာလုပ်ပေးရတော့နော်တရားဟောပေးရတယ်